တုံးတက်ချက်ဗီဒီယိုလေးမစခင်မနေ့ကအာဆင်နယ်နဲ့မန်ယူတို့ပွဲရဲ့ get away အစီအစဉ်လေးအရင်ဆုံးပြောပြပါမယ်။မနေ့ကစူပါဆန်ဒေးရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့အာဆင်နယ်နဲ့မန်ယူတို့ပွဲကိုဂိုးရတဲ့လေးတစ်ခုပဲခံမှန်းပြီးဂျာစီတစ်ထည်နဲ့9000ကျပ်စီမဲဖောက်ပေးတော့မှာဖြစ်ပါတယ်။အရင်မခက်တဲ့ get away လေးဖြစ်တာကြောင့်ဒီပို့ကိုမိမိတနေရင်တရားကို share ပြီး screenshot နဲ့အတူဂိုးရလက်လေးမှန်ပြီးရပါပြီ။အပြေမှန်သူများလို့ရှိရင်တော့10ဦးကိုမဲဖောက်ပြီးရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ Arsenal fan လို့ပြောနေတာမဟုတ်ပါဘူး။ဒီပွဲမှာ Man U ကို share ရိုက်ပြီးဂိုးပြအတာနဲ့နိုင်ရလိမ့်မယ်လို့ထင်ပါတယ်။ညီကိုတွေရောဒီပွဲကိုဘယ်လိုထင်ကြပါလဲ။အောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှိခုန်သွားရင်ကျွန်တော်ရဲ့ get away စီစဉ်လေးမှာပါဝင်နိုင်ပါတယ်။ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်က free ticket ကိုအများနဲ့တင်ဆက်ပေးနေတဲ့ဇနကပဲဖြစ်ပါတယ်။ဒီနေ့ January 24စနေနေ့ညမှာတော့ကျွန်တော်ကြိုက်ဆုံး free ticket 3ပွဲကိုဒီဗီဒီယိုမှာရွေးချယ်ပေးတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Fulham နဲ့ Brighton တို့ပွဲကိုသုံးသပ်ပေးတော့ပါမယ်။ Fulham နဲ့ Brighton ဟာရမှတ်31 32နဲ့အဆင့်17နေရာမှာအပေါ်အောက်ရှိနေပါတယ်။ Fulham အင်ကွင်းနောက်ဆုံး5ပွဲမှာတကိုးထိတွင်းယူထားနိုင်ပြီး4ပွဲလောက်ကဂိုးပေါ်ထားပါတယ်။ Brighton ကလည်းအဝေးကွင်းနောက်ဆုံး5ပွဲမှာ6ဂိုးထိတွင်းယူထားနိုင်ပြီးဂိုးပေါ်နိုင်ခြေက 1.2% ရှိပါတယ်ဒီလိုနှစ်တင်းထိတိုက်တွဆုံမှုကို3လုံးတွင်းလို့ရှိရင်ပြား60လောက်စားရမယ်ဆိုတာကအရန်ကိုချိုလွန်းပါတယ်ထိုးသားအများစုကိုဂိုးပေါ်ဘက်ကိုမြှခေါ်နေလို့မြင်တယ်ဒါကြောင့်ဒီညအတွက်မာယာအများဆုံးပွဲရတဲ့ကတပွဲဖြစ်တဲ့ Fulham နဲ့ Brighton တို့ရဲ့ပွဲကိုဂိုးအနည်းကိုရွေးချယ်ပေးချင်ပါတယ်ဒုတိယပွဲကမိတ်နဲ့ဦးဘက်တို့ပွဲကိုရွေးချယ်သုံးသပ်ပေးတော့ပါမယ်မိတ်နဲ့ဦးဘက်တို့ပွဲစီမှာလည်းခုနကပွဲလိုပါပဲ3လုံးတွင်း60လောက်စားမယ်ဂျင်းတောင်ထပ်ပြီးတော့ပေးတာပါတယ်နောက်ဆုံးထိတိုက်တွဆုံမှု9ချိန်မှာလည်း4ချိန်လောက်ကတိဂိုးပေါ်ထားတဲ့အသင်းတွေကိုဒီလိုမာယာများတဲ့ဂျင်းတန်းတွေပေးပြီးဂိုးပေါ်ကိုမြှခေါ်နေလို့မြင်ပါတယ်ဒါကြောင့်ဒီပွဲကိုလည်းကျွန်တော်အနေနဲ့ဂိုးအနည်းကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်ဆုံးတစ်ပွဲဖြစ်တဲ့ Villarreal နဲ့ Real တို့ရဲ့ပွဲစဉ်မှာတော့ရမှတ်9မှတ်အသာနဲ့အဆင့်2နဲ့အဆင့်3နေရာမှာရှိနေပါတယ်။ Real အနေနဲ့ချန်ပီယံဖြစ်ဖို့ဆိုရင်တော့ဒီပွဲကို share အားထည့်ရမယ့်ပွဲပါပဲ။ Villarreal ကတော့ခြေစမ်းအချဘက်ကိုရောက်နေပြီးရှေ့ပွဲတုန်းကလည်း Asia ကိုအိမ်ကွင်းမှာ 1-2 နဲ့ရှုံးနေခဲ့ပါတယ်။ Real ကတော့အိမ်ကွင်းဆိုလို့ရှိရင်ဂိုးပြတ်တွေအနိုင်ယူနေပြီးအဝေးကွင်းဆိုရင်တော့ကြောင်ပြောင်းနေတဲ့အသင်းမှာခြေစွမ်းနဲ့အချဘက်ရောက်နေတဲ့ Villarreal ကိုရှေ့အကြောမှာလည်း Real ကအိမ်ကွင်းမှာဂိုးပြတ်နဲ့အနိုင်ယူထားပါတယ်။အဲ့ဒါကိုတရေကြရင်ပြား80လောက်ပဲရှုံးမယ်ဆိုတာကကျွန်တော်အနေနဲ့တအားကိုပျော့လွန်ပါတယ်။ဒါကြောင့် Villarreal နဲ့ Real တို့ရဲ့ပွဲစဉ်မှာတော့ Villarreal အသင်းကိုပဲရွေးချယ်ပေးချင်ပါတယ်ဒါကြောင့်ဒီနေ့ညအတွက်ကျွန်တော်ဂျိုက်ဆွန် free hit အနေနဲ့ Fulham ဂိုးနဲ့ Mate ဂိုးအနည်းနဲ့ Villarreal body ကိုပဲရွေးချယ်ပေးချင်ပါတယ်ညီကိုတွေအကြိုက်သူမှာကစားပါအကြိုက်မတူရင်ဘက်ကန်ကြပါမေတ္တာရက်ခံချင်ပါတယ်ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးပေါင်းပတ်နိုင်ကြပါစေအားလုံးပဲ good luck ပါ